အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရောက်ရှိနေတဲ့နေရာလေးကတော့ရန်ကုန်တိုင်းထန်းတမင်မြို့နယ်ပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဇက်လေးကတော့မတတော်အမှတ်တစိတ်ကနေထုတ်လုပ်ထားတဲ့မတတော် Crawler Router MCR88 ဇက်လေးပဲဖြစ်ပါတယ်ဒီဇက်လေးကမတတော်ဤသိန်းချွေဒီဇက်အထိုင်ပေါ်မှာ Router Vita ညီမောဇက်ကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ဒီဆက်လေးကအရေးသွေးပိုင်းမှာစိတ်ချရတဲ့လူဖိုကီယာဘက်ကိုအသုံးပြုထားပြီးငင်းကောင်းရင်း88ကောင်းရှိတဲ့အတွက်အလုပ်တွေကိုပုံမှန်မြင်မြန်စွာပြီးစီးနိုင်မှာပဲဖြစ်ပါတယ်ဒီမတတော် Crawler Router လေးကတော့ Crawler တိုက်ဖြစ်တဲ့အတွက်နေယူရင်းမဖြစ်စေနိုင်ပဲယခုလိုမြင်တွေ့နေရတဲ့အတိုင်းဒီနောက်ကွင်းဒီမှာဆက်ဆောင်ရရှိနဲ့ရေကူလျင်မြန်စွာမောင်းနေနိုင်မှာပဲဖြစ်ပါတယ်ဒီမတတော် Crawler Router လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ hotline နံပါတ်တွေဖြစ်တဲ့3995193211 3999838590 3999838583တို့ကိုစက်သွယ်ဆောင်ရွက်မြင်နိုင်ပါရှင်